ဒီတစ်ခါအဖြစ်ကတော့အစီအစဉ်ရတစုံတရာလွဲမှားမှုမျိုးမဟုတ်ဘဲနဲ့တမင်ကိုချစ်စရာကောင်းအောင်ဒုက္ခပေးကြတဲ့ကိစ္စလေးပါထူးခြားတာဒုက္ခပေးကြတဲ့လူတွေကလည်းရုပ်ရှင်အုပ်စုတွေကဖြစ်ပြီးတော့ဒုက္ခရောက်သွားတဲ့လူတွေကလည်းရုပ်ရှင်တရုပ်ဆောင်တယောက်ဖြစ်တဲ့ကင်းကောင်ပါဘာဖြစ်လို့ချစ်စရာကောင်းအောင်ဒုက္ခပေးတယ်လို့ရေးရတယ်လဲဆိုတော့ကိုမျိုးမင်းလွင်မိုးကင်းကောင်အရိုင်ဖိုးဖြူငပြောကျော်ဆိုတဲ့လူတွေကနင်းစီဝိုင်ကလေးကတွဲကြပြီးတော့တကားတဲ့နဲ့ပြိတ္တရင်ထဲကိုရောက်သွားကြပြီးနောက်ကျွန်တော်အပါဝင်ကားပေါင်း20ကျော်လက်တွဲခဲ့ကြလို့ညီကိုလိုဆွေမျိုးလိုဖြစ်နေကြတဲ့လူတွေပါတနေ့တနေ့ရီးသားထက်အိမ်ကမိန်းမထက်သူတို့နဲ့တွေ့နေရတဲ့အချိန်ကပိုများပါတယ်။နဲဆိုအတူတူထွက်ရန်ကုန်မှာဆိုလဲ10ရက်15ရက်အတူတူရိုက်ရဲဘော်မိတ်ဆွေတွေပါ။အဲ့ဒီမှာကိုယ်ရိုင်းကင်းကောင်ဖိုးဖြူငပြောကျော်လို့ဆိုတာကဇက်တပင်လူရှင်တော်ကနေပြိတက်တိပြီးမှဗီဒီယိုရုပ်ရှင်ဘက်ကိုကူးတာဆိုတော့အောက်တက်လဲကြီးတွေ့ကြုံကလည်းများလူရှင်တော်ဆိုတော့စကားတစ်ခုကိုတယောက်4-5မျိုးလောက်ပြတ်နိုင်ပြောနိုင်ကြတဲ့လူမျိုးတွေပါကျွန်တော်တို့မင်းသားလူမျိုးကလည်းအဲ့ဒီလိုလူမျိုးတွေနဲ့အပြိုင်ကျင်းနိုင်လောက်အောင်ဟာတညံရှိတဲ့အမြဲပျော်နေရှင်နေတတ်တဲ့လူမျိုးဆိုတော့သူတို့နဲ့တွေ့ရင်တော်တော်သတိထားရတာပါစကားလုံးတစ်လုံးကျွံသွားမိတာနဲ့တယောက်ကိုအ ਨੇ ဆုံးနှခွန်းတီလောက်တော့အတီးခံလိုက်ရတာပါပဲကိုမျိုးမင်းရောပရိုဂျူဆာရောရှောင်တတ်တဲ့လူတွေမဟုတ်ပါဘူးသူတို့ပြောတာကိုစိတ်ဆိုးဖို့ဆိုတာကလည်းနားထောင်နေတဲ့ဘေးရလူတွေကရောကိုတိုင်းမှာအသေးပဲရှိရှိနဲ့ရီးပြီးခံလိုက်ရတာဆိုတော့ပျော်စရာချစ်စရာကောင်းအောင်ဒုက္ခရောက်တတ်ပါတယ်သူတို့နဲ့တွေ့ရတဲ့ကားတွေဆိုခဏနာရင်ဟိုဟာပြောဒီဟာပြောဟိုလူနောက်ဒီလူနိုင်နဲ့မောင်မိုးကဝင်ပါတဝါဝါရီနဲ့ကိုမျိုးမင်းခင်ဗျာကားရိုက်ဖို့တခါတော်တော်လေးတတိပေးတောင်းပန်ယူရတတ်ပါတယ်အဲ့လိုပျော်စရာကောင်းအောင်စားကြနောက်ကြတဲ့ကိစ္စမှာသူတို့၄ယောက်မှမဟုတ်ပါဘူးရှူတင်တိုင်းကတရုတ်ဆောင်တွေမှာရှိတတ်ကြပါတယ်အိုက်တင်ကတော့ပြောစရာမလိုတော့ဘူးအားလုံးကကိုနီကိုဟန်နဲ့ပိုင်ကြတဲ့လူတွေမျိုးတခါအကြက်ခံရရင်တော်တော်မလွယ်ပါဘူးကျွန်တော်တခြားရှူတင်မှာတခုမှာကိုရိုင်းတို့၄ယောက်မဟုတ်တဲ့ကိုရိုင်းတို့၄ယောက်နဲ့မဟုတ်တဲ့ကြုံခဲ့ရတဲ့ဥပမာလေးတစ်ခုပြောရရင်တခါရိုက်ကွင်းတစ်ခုမှာကျွန်တော်တိတ်မသုံးဘူးတဲ့တရုတ်ဆောင်ကောင်မလေးတယောက်နဲ့ဆုံပါတယ်အဲ့ဒီကောင်မလေးကရိုက်နေရကြပါပြီကျွန်တော်နဲ့တာကားရိုက်မဆုံပြတာကောင်မလေးကအသက်19-20လောက်ပါတော်တော်တက်လက်လက်လေးဆိုတော့ကျွန်တော်နဲ့လည်းခင်နေပါတယ်ဒီရွယ်မိန်းကလေးတွေတရုတ်ဆောင်တဲ့အခါအိမ်ကအမေအတော်အမတယောက်ယောက်လောက်အမြဲတမ်းပါတတ်ပြီမယ်ဒီကောင်မလေးကမပါပါဘူးရှူတင်ကိုတူတယောက်တည်းပဲလာတတ်ပါတယ်တနေ့ကျွန်တော်နဲ့သူနဲ့သမင်းနေအတူတူစားဖြစ်ပါတယ်အားလုံးဝိုင်းထိုင်ပြီးစားကြပေမဲ့ဘေးချင်းကက်ရက်ဆိုပါတော့ဗျာသမင်းစားပြီးတော့အေးတိုက်လို့ကျွန်တော်ကိုပူစားတော့တိုက်ပါတယ်ကျွန်တော်ကဝတ္ထုဆက်ညိုးဆိုပတ်စံပိုရတတ်ပေမဲ့အဲ့ဒီကောင်မလေးဆိုကျွန်တော်လောက်မရတတ်ဘူးဆိုတော့တခုခုစားမိရင်ကျွန်တော်ကအားနာပြီးရှင်းတတ်ပါတယ်နောက်နေ့ကျတော့ကျွန်တော်ကိုဘေးရဘာညာပြောပါတယ်ဒီကောင်မလေးမင်းကိုစိတ်ဝင်စားနေတယ်ပေါ့ဗျာကျွန်တော်ကဒီလောက်တော့ဘယ်ရမလဲခင်နေတာပါဗျာကြားသွားလို့အားလုံးဒုက္ခရောက်ကုန်မှမယ်ပေါ့သူတို့ကတော့အတင်းပြောကြတာပေါ့ကျွန်တော်ကလူပြိုဆိုတော့သူတို့ခွင်နဲ့အပိုင်သွင်းကြတာပေါ့ဒါရိုက်တာရှေ့မှာတိတ်စကားမပြောနဲ့ကောင်မလေးကိုလည်းလူရှေ့မှာအတင်းခေါ်တာတို့မုတ်ကျွေးတာတို့လှုပ်စေနဲ့တိတ်ခါကြတယ်တခြားရိပ်ပြီးကုန်မှာကိုကြိုက်ရင်ငိမ့်ငိမ့်လေးနေမင်းကမနှက်ဘူးဒါမျိုးဆိုတာမပြီးခင်လူမသိရဘူးဘာညာစုံနေတာပဲပေါ့ဗျာကျွန်တော်ကလက်စိတ်ထဲမှာဘာမှမရှိတော့တခြားလူတွေကြားပြီးတမျိုးထင်ပါဆိုလို့တားရတာပေါ့ဗျာဒီတော့လေသူတို့ကရက်သွားပါတယ်ဝိုင်းပြီးအတင်းကာရောပြောတာမျိုးလည်းမဟုတ်ပါဘူးတယောက်တစ်ခွန်းပေါ့ဗျာနောက်နေ့ကျတော့ကောင်မလေးကပိုဆိုးလာတယ်ဗျသူတုတ်လာတဲ့လက်ဖက်ကိုတရိုက်တောင်မပေးဘူးကျွန်တော်ကိုကျွေးတာတို့တကြားလုံးလာကျွေးတာတို့ကျွန်တော်ဝတ္ထုတွေဖက်ရတယ်ဆိုတာတို့ဘာလို့ပြောလာပါတယ်သူမပါတဲ့အခန်းကျရင်လည်းကျွန်တော်နဲ့လာစကားပြောတယ်ကျွန်တော်ကလည်းသူတို့အုပ်စုရှိမှကောင်မလေးနေပုံကိုမျက်နှာပူတာပေါ့ဗျာသူတို့ကဘာမှလည်းမပြောကြပါဘူးဒါရိုက်တာလာရင်သတိပေးတာတို့ကျွန်တော်ကိုကြည့်ပြီးအန်ကျိတ်ပြမျက်စိမိတ်ပြတာတို့တော့လောက်ပါပဲဘာမှမပြောပါဘူးညနေဘက်ကျတော့ရှူတင်ကားမောင်းတဲ့ဆရာကျွန်တော်ကိုပြောလာတယ်ကောင်မလေးကခေါင်းကမ်းမှာထိုင်ပြီးကျွန်တော်အကြောင်းတွေပဲသူ့ကိုမေးတဲ့အကြောင်းကျွန်တော်အကြောင်းတွေပဲပြောနေတဲ့အကြောင်းပေါ့ဗျာကျွန်တော်ကလည်းသူ့ကိုထုံးစံနဲ့မညီတာတခုကိုမေးရတယ်ကျွန်တော်တို့ရှူတင်ကားခေါင်းကမ်းဆိုတာကသူတို့လိုရုပ်ရှင်ဗီဒီယိုတွေဝင်ငါသားမိန်းကလေးတွေစီးခွင့်မရှိပါဘူးအသက်ကြီးတဲ့ actor ပါရင်ဦးစားပေးကြရပါတယ်မပါရင် shooting manager နဲ့ကျွန်တော်စီးမယ်ဆိုရင်စီးပေါ့အဲ့ဒါမှမဟုတ်ရင်တော့သူ့ချက်ဝါကြီးတဲ့တရုပ်ဆောင်တွေကစီးကြတာများပါတယ်ဒါပေမဲ့ကျွန်တော်သိတဲ့လောက်ဒီကောင်မလေးကပြန်တိုင်းလာတိုင်းခေါင်းကမ်းမှကြီးပဲပြန်ကန်နေကြရင်သူကအထုပ်အရင်ထည့်ထားပြီးအတင်းတက်ထိုင်တာကွာပြောမရဆိုမရဇုတ်ကလေးဘာမှအထာလည်းမသိဘူးမင်းသတိထားနော်တော်ကြနာမည်ပြတ်မယ်သူကစစ်တိုးမဲ့ပုံမဲ့သတိပေးပြီးထိန်းထားလိုက်ဟာဘာမှမဟုတ်တာဗျာသူအနေထိုင်မတတ်တာကြာရင်ပြဿနာပဲ4ရက်လောက်ကြာတော့တော်တော်ပြဿနာရှိနေပြီကောင်မလေးကလုံးဝမလျှော့တဲ့အပြင်ပိုတိုးလာတယ်ကျွန်တော်ကစာရေးစရာရှိလို့ဆိုလည်းမရဘူးကျွန်တော်ကလည်းဟောက်တဲ့ဟိမ့်တဲ့အလေးရမရှိကိုပြောလိုက်လို့ပြဿနာကြီးသွားရင်
ဒါရိုက်တာတိပြီးပြဿနာမကင်းဘူးနောက်မတုံးနဲ့ဆိုရင်သူထိခိုက်မှာစိုးရင်ရသေးရဲ့လေသူတို့ပြောသလိုမဟုတ်ဘူးဆိုတာကိုလည်းကိုပါတာတိအဲ့4ရက်လောက်တော်တော်စိတ်ထုတ်ခါရပါတယ်နောက်ဆုံးတော့ဘာပဲဖြစ်ဖြစ်ကောင်မလေးကိုပြောပြီးထိတ်မို့သူတို့ကတတိပေးလာပါတယ်သူတို့ကိုသာအကြံပေးနေတဲ့ပုံစံနောက်ဆုံးကျွန်တော်တို့သူတို့ကမနှက်ပြန်သမင်းစားနာတော့အခန်းလွတ်ထဲမှာကောင်မလေးကိုခေါ်ပြောအချိန်နေကောင်းရင်ရီးသားစကားပြောဒါမှမဟုတ်ဒီလိုနေတာမကြိုက်တောင်ပြောဖို့ပြောကြတယ်ကျွန်တော်ကဒုတိယအချက်ကိုပြောဖို့တတိသဘောတူလိုက်ရပေမဲ့လုံးဝမယုံတာသူတို့ကိုပဲဒါပေမဲ့သူတို့ကြက်တယ်လို့ထင်ရလောက်အောင်လဲကျွန်တော်ကအတင်းချိုပေးတဲ့လူထက်စေတနာကျွန်တော်အတင်းချိုပေးတဲ့လူထက်စေတနာနဲ့တတိပေးတဲ့လူတားတဲ့လူတွေကြီးပဲတခါကောင်မလေးကရိုးရိုးတတခင်လို့နေတာကိုနေအဲ့လိုနေမကောင်းဘူးဆိုတာမျိုးတောပြောမိပြန်လဲကိုကမယိုးသားတာလားလို့ပြန်တင်ခံရမှာလဲစိုးရင်ရသေးတယ်ကျွန်တော်စဉ်းစားရတော်တော်ကြက်လာတယ်တစ်ချက်ကျွန်တော်ကိုအကဲခတ်ကြည့်တဲ့သူတို့မျက်လုံးတွေမယုံတာအမှန်ပဲကျွန်တော်တော်သတိထားဖြစ်ရှင်းရတော့မယ်လို့ကိုသတိပေးရပါတယ်ဒီမနက်ကျတော့ကောင်မလေးကထုံးစံအတိုင်းမြူးနေအတန်ကျဲနေတာပါပဲသူတို့ကတော့မျက်နှာရိပ်မျက်နှာကဲတွေနဲ့ကျွန်တော်ကိုနေပေးကြပါတယ်တမင်းစားနားချိန်မတိုင်ခင်ကောင်မလေးအကြောင်းကိုတခြားအဖွဲ့ကမိန်းကလေးတွေစီမှာစုံစမ်းတော့မှအလလာကံကောင်းလို့မခံရတယ်ဗျို့အဲ့ဒီကောင်မလေးကရွှေတင်ကားမောင်းတဲ့လူရဲ့မိန်းမတဲ့သူ့ယောက်ျားကိုပြောပြနေရက်လောက်ကြာမှကောင်မလေးအတိပေးပြီးကျွန်တော်ကိုဒုက္ခရအောင်ပေါင်းကြံကြတာအဲ့လိုမင်းတေးတဲ့တန်ပုံမျိုးကိုနားလေတဲ့လူပြောလူနောက်တွေပါကျွန်တော်ကဘူးမတိပါမတိအခန်းထဲဝင်သွားပြီးပြောလို့ရတော့သူတို့ကတစ်ဖက်အခန်းမှာချောင်းနှားထိုင်ပြီးကျွန်တော်အတိပြောရမြဘာပြောရည်စရာတွေဖြစ်တော့မှာပေါ့နော်ဒီစကားလူစုံလို့ပြန်ပြောတာကျွန်တော်ထွက်ပြေးရတော့မှာအဲ့လိုလူနောက်တွေပါအဲ့ဒီလိုအချိန်ယူပြီးတည်တတ်ကြတဲ့လူပါအဲ့လိုအဖြစ်ပြက်မျိုးကကိုအရိုင်းတို့အုပ်စုမှာမကြခဏကြုံနေကြပါကျွန်တော်ခံခဲ့ရတာကကျွန်တော်ကိုကြက်တဲ့လူတွေကကိုအရိုင်းတို့အဖွဲ့မဟုတ်တာလည်းပါတယ်သူတို့ဆိုရင်ကျွန်တော်ဒီလောက်ထိခံရမှာမဟုတ်ဘူးအဲ့လိုအဖြစ်မျိုးအချင်းချင်းဆိုတိတ်ခွင်တဲ့ဖို့ဒုက္ခရအောင်ကြံဖို့မလွယ်ပါဘူးစနိတ်စီးတဲ့လိပ်ပေါ့ဗျာပါဇက်ဟာတာနဲ့ဘာလို့တော့မယ်ဆိုတာတိကျပြီးတာပါသူတို့4ယောက်စလုံးကတိတ်ခင်မှုကောင်းပါတယ်ဒါပေမဲ့စိတ်မချနဲ့ခံရမယ်တတိထားရတော့မိတ်ဆွေများပေါ့ကျွန်တော်အခုရေးမဲ့ကင်းကောင်အကြောင်းကမင်းသားလွင်မိုးနဲ့ဒါရိုက်တာမောင်မျိုးမင်းရိုက်တဲ့နောက်ကျဗီဒီယိုဇက်ကားမှာအဲ့ဒီကိစ္စဖြစ်တာပါကားရိုက်တာ9ရက်လောက်ရှိပါပြီအဲ့ဒီနေရာကီလီ6ရှူတင်မှာအင်ဒေါအခန်းနေရိုက်ကြတာပေါ့ဗျာလွင်မိုးနဲ့သူတို့4ယောက်အခန်းနေကြီးပဲပေါ့ဗျာမနက်10နာရီလူစုံကလေးကစားရိုက်ကြပါတယ်တခန်းရိုက်ပြီးတဲ့အချိန်မှာကင်းကောင်ကကိုမျိုးမင်းကိုအနားကပ်ပြီးပြောပါတယ်ကိုမျိုးမင်းနဲ့ဒီကားရိုက်ရက်ပေးထားပေမဲ့ဟိုဘက်ကကားတကအတင်းဝင်လာလို့သူပေးထားရကြောင်း3ခန်းပဲပါတဲ့အတွက်ကိုမျိုးမင်းနဲ့ညှိမယ်ဆိုပြီးလက်ခံထားလိုက်ကြောင်းဒါကြောင့်သူတို့ခဏသွားရိုက်ခွင့်ပေးစီခြင်းကြောင်းပေါ့ဗျာကိုမျိုးမင်းခဏစဉ်းစားပြီးကျွန်တော်ကိုမေးတယ်ကိုရဲ့ကင်းမပါတဲ့အခန်းပါရှိလဲကျွန်တော်လည်းခဏတော့စဉ်းစားရတယ်အမှန်တော့ကင်းမပါတဲ့အခန်းကလုံးဝမရှိဘူးဒါပေမဲ့အရေးကြီးလိုက်တော့ဖြစ်အောင်ဖန်တီးလို့ရပါတယ်ကျွန်တော်ကလည်းဇက်ညွန်းကိုတခါတည်းအပြီးရေးတာမဟုတ်ပဲအခုရိုက်တဲ့အခန်းကိုအခုရေးတာပါကျွန်တော်ရေးပြီးတဲ့အခန်းကိုသူတို့ရိုက်နေတော့နောက်အခန်းကိုကျွန်တော်ကဆက်ရေးပေါ့ဗျာမပါတာတော့မရှိပါဘူးအကိုကြီးဒါပေမဲ့တန်ဖို့အခန်းကလွယ်ပြီးကျန်တဲ့အခန်းတွေမပါတာတော့ကိစ္စမရှိဘူးကင်းအပြင်သွားနေတယ်လို့တယောက်ကထည့်ပြောပေးရုံပဲအဲ့ဆိုလုပ်ပေးသမှာကွာတကယ်ပါကိုမျိုးမင်းရဟိုဘက်မှာ3ခန်းနဲ့ပါကျွန်တော်တနားရီဆိုပြန်ရောက်မှာခမရခုတ်တာလားဟာမဟုတ်ပါဘူးကိုမျိုးမင်းကလည်းကျွန်တော်ပြောပြီးမှသွားတာပါကိုမျိုးမင်းကနောက်ပြီးမေးတာပါကင်းကောင်ကလည်းဆက်ပြဲနဲ့ဖြေတာပါကိုမျိုးမင်းနဲ့ဒီ4ယောက်ကတငယ်ချင်းလို့ခင်ကြပေမဲ့ရိုက်ကွင်းပေါ်မှာကြတော့အလုံးနဲ့ပတ်သက်ပြီးလေးစားမှုရှိကြပါတယ်ကိုမင်းပြောတယ်ခုတ်တယ်ဆိုတဲ့စကားအဲ့ဒါအချင်းချင်းတိကျတဲ့စကားပါမင်းသားမင်းသမီးကလွဲရင်ကြံတဲ့ဇက်ပုတ်ဆိုတာကကားတကားလုံးမှာပါတာနဲပါတယ်ကားရက်10ရက်မှာအနည်းဆုံး6ရက်လောက်ပဲပါကြတာပါတချို့ဆို3-4ရက်လောက်ပဲပါကြတယ်ကျွန်တော်တို့ကကားဆက်ရိုက်နေတော့သူတို့အခန်းပြီးသွားရင်သူတို့ကနောက်တကားကိုပြောင်းသွားတတ်ကြပါတယ်တခါတလေလဲသူတို့အခန်းမပြီးသေးပေမဲ့သူတို့မပါတဲ့ရက်မျိုးမှာတခြားကားကိုပြေးရိုက်ကြတရုပ်ဆောင်တတ်ကြပါတယ်အဲ့ဒါလိုကားကိုနှခခရိုက်တာကိုခုတ်တယ်လို့သုံးကြပါတယ်တခါတလေဆိုရင်လည်းအဲ့ဒီကိစ္စတော်တော်ဒုက္ခပေးတတ်ပါတယ်ကိုကဒီနေ့သူတို့မပါဘူးပြောထားပေမဲ့အကြောင်းတစ်ခုခုကြောင့်သူတို့ကိုထည့်ရိုက်ဖို့ကြုံလာတဲ့အခါအိမ်သွားရှာလည်းမရှိဟိုဘက်ကရိုက်ကွင်းကိုလည်းတွားလာတော့လေသူဟိုမှာရိုက်နေကြတယ်ဆိုတော့ပြဿနာတော်တော်ခက်တယ်အဲ့ဒီလိုအမြဲခုတ်တတ်တဲ့ actor မျိုးဆိုဒရိုက်တာတွေတော်တော်များများအလောက်ငန်းအနောက်ရှက်ဖြစ်မှာဆိုလို့သတိထားကြရှောင်တတ်ကြပါတယ်အခုကင်းကောင်ကိစ္စကတော့ဖွင့်ပြောဂတိပေးပြီးတွားတာဆိုတော့တိတ်ပြဿနာမရှိဘူးကိုမျိုးမင်းကလည်း okay ပေါ့ဗျာကင်းကောင်ဝမ်းသာအားရနဲ့ဟိုဘက်ရက်ကွင်းကိုပြေးတာပါပဲကင်းကောင်တွားပြီးမှပြဿနာတက်တာအဲ့ဒီနောက်ကျကားမှာလွင်မိုးကခရစ်ယာန်ဘာသာဝင်ဆိုတော့သူနေတဲ့အခန်းမှာခရစ်တော်ပုံရဲ့သူဆွဲဖို့လက်ဝက်ကတိုင်ဆွဲကြိုးရဲ့တမချမ်းသာစာအုပ်ရဲ့ကိုမျိုးမင်းကလည်းတာရထဲဖို့စိတ်ကူးလေးပေါ်လာတယ်နဲ့ရှူတင်မန်နေဂျာကိုပြေးခိုင်းရတယ်ခရစ်တော်ပုံနဲ့ဆွဲကြိုးကဗိုလ်ချုပ်သေးမှာရှာလို့ရပေမဲ့
တမချန်းစာအုပ်ကပြဿနာတက်နေတယ်ကိုမျိုးမင်းဆိုတဲ့ဒရိုက်တာကလည်းကာရိုက်တာကိုတော်တော်ဂယူးဆိုင်တဲ့ဒရိုက်တာပါဒီတော့ဘာမှမရိုက်သေးပဲနဲ့စာအုပ်ရတဲ့အထိစောင့်နေတယ်အခန်းထဲမှာမပါတဲ့တခန်းပဲအပြင်မှာရိုက်လိုက်ကြတယ်ပြီးတော့12နာရီမှာထမင်းစားပေါ့ဗျာအားလုံးထမင်းစားပြီးတော့ဟိုဟိုဒီဒီရှောက်ပြောနေကြတာပါပဲအဲ့ဒီလိုနဲ့ညနေ3နာရီတာထိုးသွားတယ်တမချန်းစာအုပ်ကလည်းရောက်မလားကင်းကလည်းပြန်မကင်းကောင်ကလည်းပြန်မလာဘူးဟာဒီနေ့တော့ဒါရော်တဲ့နေ့ပါလားဟေးစာအုပ်ကလည်းရောက်မလားအခုမှနှခမ်းလာကြသေးတာလောက်ကြအောင်ဟာစာအုပ်ရောက်လာတော့ကင်းကရောက်သေးလို့လားလွေမိုးကနောက်ပြီးဝင်ပြောတာပါကင်းကရပါတယ်ကားရရင်ဒီကောင်မြို့ထဲသွားတယ်လို့ကိုဖီဝင်ပြောပြလိုက်ပေါ့အေးသူကျွန်တော်ပြောသွားတာ3ခန်းနဲ့တနားပြန်လာမယ်ပြောသွားတာဗျအခု3နာရီထိုးနေပြီခမဗျာဒီကောင်စကားများယုံလို့ဘယ်က3ခန်းကမှလဲဒီနေ့ပြန်လာရင်ကန်ကောင်းပဲကိုရိုက်စကားကြောင့်ကိုမျိုးမရထရည်တယ်ခံလိုက်ရတယ်ပေါ့လေထင်တော့ထင်ပါတယ်ဒါပေမဲ့ပြဿနာတော့မရှိပါဘူးပြန်လာရင်လည်းပညာလေးပါလေးပေးကြရအောင်ဟိတ်ကောင်မောင်မို့ရတယ်လေကင်းကောင်မရှိလို့မရိုက်ဖြစ်ဘူးပြောကြဟာအဲ့ဒီလိုမရဘူးကွာဒီအလုံးလောက်နဲ့ကင်းကိုချီလို့မရဘူးသူ့ဘာမှမပြောနဲ့မင်းနဲ့ငါပြဿနာတက်တယ်လို့ပြောမောင်မို့စကားပြောနေလို့ကိုမျိုးဟန်ဖုန်းကမြည်ပါတယ်သူပြင်သွားဖို့လူမှုရေးကိစ္စတစ်ခုပါကိုမျိုးမင်းကျွန်တော်နိုင်ဝက်လောက်သွားအောင်မယ်ဗျမောင်မို့တခမ်းမဲ့ကြရရနော်ပြန်လဲလာခဲ့အောင်ကင်းကောင်လိုလည်းလုံမသွားနဲ့အောင်နိုင်ဝက်ပါဗျာဒီထက်ကြာ45မိနစ်ပေါ့မောင်မို့ကပြောပြီးထတော့ရှုသေးအိမ်နဲ့ကကတစီထိုးဝင်လာပြီးကင်းကောင်ဆင်းလာပါတယ်အင်ဂျီတုတ်ကလေးဆွဲလို့အပြင်ရောက်တာနဲ့အထုပ်ကိုဖုံးဆိုပစ်ချပြီးလက်ခုပ်တီးလက်နှစ်ဖက်မြောက်ပြီးခန္ဓာကိုယ်သွန့်လည်ရင်អော်ပါတယ်ကိုလာပြီးရိုက်မယ်โอเคပဲအားလုံး ready ရိုက်မယ်အမေတော့တနားကြီးပြောထားပြီး3နာရီကျော်မှရောက်လာလို့ယူချင်အောင်စောင့်နေတာပါကိုမျိုးမေကပြောရင်လည်းဘာညာရှော့ချဖို့ဆိုတာအားလုံးသဘောပေါက်တယ်သူကတော့អော်နေတာပါသူ့ကိုတယောက်မှဘာမှပြန်မပြောကြဘူးအဲ့မှာကျွန်တော်တို့နာထသွားပြီးသူ့ကားနာရောက်နေတဲ့လွင်မိုးကသူ့တပည့်နှစ်ယောက်ကိုလေးတန်းမအတန်ကျကျနဲ့လမ်းခေါ်တယ်လွင်မိုးဒေါ်လာတန်ကြောင့်အားလုံးလန့်သွားကြတယ်ကျွန်တော်ဝိုင်းနဲ့ခတ်ဝေးမှာထိုင်နေတဲ့မမိုးတပည့်နှစ်ယောက်ကလည်းဘာမှမသိတော့လန့်ဖြတ်ပြီးပြေးလာကြတယ်မင်းတို့ကားပေါ်တက်လို့ပြောနေတယ်တော်ပြီမရိုက်တော့ဘူးတယောက်မှအဆင်မပြေဘူးခမကြိုက်တာဆက်လို့ကိုမျိုးမင်းဒါပဲတကားဆုံးတော့လွင်မိုးကကားပေါ်တက်ကားတစ်ခါကိုဝုန်းကနေပိတ်ပြီးကားကိုဝေါကနေမောင်းထွက်သွားပါတယ်မင်းသားဆိုတော့အိုက်တင်ကလည်းအပြည့်ပေါ့ဗျာကျွန်တော်တို့ကဘာမှမသိပေမဲ့အဝေးမှာနားနေကြတဲ့လူတွေကကျွန်တော်တို့ကဘာမှသိပေမဲ့အဝေးမှာနားနေကြတဲ့လူတွေကဘာမှမသိတော့လှန့်ကုန်ကြတယ်ကျွန်တော်တို့ထိုင်နေတဲ့ကီလီ6ပေါ်တီကိုအောက်မှာပဲမောင်မိုးကားကိုအရှိန်နဲ့မောင်းထွက်သွားတယ်ကိုမျိုးမင်းကလည်းဘာမှမပြောပဲကားပေါ်ကမောင်မိုးကိုလိုက်ငေးနေတယ်မောင်မိုးကချန်နေရထွက်သွားတော့စီကရက်တလိထုတ်တောက်ပြီးလက်ပိုက်ပြီးစဉ်းစားတယ်နောက်တောက်ခောက်ပြီးဇက်ညွှန်းဆောင်ရကိုင်ပြီးအိမ်ထဲဝင်သွားတယ်ကင်းကောင်ကြောင်ပြီးတိတ်သွားတယ်ဒါပေမဲ့ခဏပဲဒီလောက်နဲ့တော့ဘယ်ရမလဲဟာဒါမျိုးတွေယိုးနေပြီလုံမနေစမ်းပါနဲ့ကွာလာကြက်မနေနဲ့သူကရီမောမောရွှင်ရွှင်ပျော်ပျော်ရွှင်ရွှင်ကြီးပြောနေပေမဲ့သူ့ကိုဘယ်သူမှမကြည့်ကြပါဘူးဘာမှလည်းပြန်မပြောဘူးကျွန်တော်တို့အုပ်စုကလည်းဘာဆိုရင်ဘလို့နေရမယ်ဆိုတာတော့သိပါတယ်တိတ်ပါတဲ့ကင်းကောင်လိုလူမျိုးအလုံးကြီးတွတ်ထည့်လိုက်ရင်လွတ်သွားမယ်ဒါပါလေးလောက်ရမယ့်ကိစ္စကိုတာဝန်ကိုကြည်ပေါ့လေကင်းကောင်ကျွန်တော်တို့ထိုင်နေတဲ့နောက်တွတ်လက်ဝင်ထိုင်နေပြီးတော့အနားမှာရှိတဲ့ကိုဖြူကိုမေးတယ်ကိုဖြူဘာဖြစ်တာလဲသိပါကွာသူတို့ပြဿနာနဲ့သူတို့ပါငါတို့နဲ့မဆိုင်ပါဘူးကိုဖြူကခက်ပေါ့ပေါ့ပဲပြောပြီးထသွားတယ်ကင်းနည်းနည်းတော့ငြိမ်သွားတယ်သူတစ်ချက်စဉ်းစားပြီးလူတွေကိုလိုက်ကြည့်တယ်ဘသူတွေဘာလဲပေါ့လေသူ့ကိုနှောက်နေတာလားတကယ်တစ်ခုခုဖြစ်နေတာလားအဲ့ဒီတစ်ခုခုကသူနဲ့ပတ်သက်သလားပေါ့အားလုံးကကိုယ့်အတွေ့နဲ့ကိုငြိမ်နေကြတာပါပဲအားလုံးတွေးနေကြတာကို့လာမေးရင်လူများနဲ့မတူအောင်ဘာဖြေမလဲပေါ့အဲ့ဒါပါပဲဟိတ်ကောင်ငှက်မောင်မိုးနဲ့ဖြစ်တာလားဘာကိစ္စလဲကင်းကောင်အတန်ကနည်းနည်းတော့တိုးသွားတယ်အမြဲတမ်းစုမြံပျော်ရွှင်နေလေးရှိတဲ့ရှူသိန်းရဲ့တိတ်ဆိတ်မှုကသူ့ရင်ထဲကိုရောက်သွားတာပါအေးတဲကြတာကကိုမျိုးမင်းနဲ့မောင်မိုးပဲဘာလဲဆိုတာတော့တေချာမသိဘူးဇက်လန်းကိစ္စလားမသိဘူးဟာဇက်ကိစ္စရိုက်နေတာပဲ6ရက်လောက်ရှိပြီတက်ရင်ခုမှဘာလို့ပြဿနာတက်ရမှာလဲအေးအဲ့ဒါကြောင့်ငါတို့လည်းမသိဘူးပြောတာပေါ့ကွာဟာကွာဟိုမှာလဲကွာရိုက်တာတကယ်3ခန်းနဲ့ပါငါအရင်မဖြတ်ဖဲနဲ့ဟိုဘက်မင်းသမီးတွေတွားရိုက်နေရတဲ့ကြာနေတာမပြောချော်လဲမေးသေးလက်ထောက်ပါဇက်ကိုလက်ချောင်းနေနဲ့ပိတ်ပြီးတိတ်နေလိုက်တယ်မင်းနဲ့မဆိုင်ပါဘူးကွာငါလဲတခမ်းမှမရိုက်တာနဲ့ဟိုဘက်အခန်းထဲမှာအိတ်နေတာကုချီတော့ပထမဖြစ်နေတာပဲငါလဲနိုးလာရောပြဿနာလာတာမောင်မိုးကတကယ်ပြန်သွားတာလားမင်းကြီးတော့ပဲမင်းရွှေတွေထွက်သွားတာမတွေ့ဘူးလားအခုဘယ်နှခမ်းရိုက်ပြီလဲမင်းသွားပြီးတော့တခမ်းပဲရိုက်တာဘာဒီမှမသိပါဘူးကွာကင်းကတိတ်ပြီးငြိမ်သွားတယ်သူသိကျင်နေတာအခုဖြစ်တဲ့ပြဿနာသူနဲ့ပတ်သက်နေသလားဆိုတာပါပဲသူ့ဘက်ကမားထားတာဟုတ်ခဏစဉ်းစားပြီးထသွားတယ်ဘယ်သွားလဲကြည့်လိုက်တော့မှတ်တမ်းရေးတဲ့ခိုင်ထုံးစီကိုသွားတာပါခိုင်ထုံးကကျွန်တော်တို့ပြောတာဘာမှမသိပါဘူးသူ့ဘာသာနေတဲ့လူကင်းကမှတ်တမ်းစာကိုယူကြည့်လိုက်တယ်ဒါလောက်တေချာတဲ့လူပါမှတ်တမ်းမှလည်းတခမ်းနဲ့ရနေတာတခမ်းပဲရှိတာပေါ့ကင်းကမှတ်တမ်းစာကိုကြည့်ပြီးတော့တော်တော်တွေးဝေသွားတယ်ငြိမ်လဲငြိမ်သွားတယ်တူသွားတဲ့10နာရီခွဲလောက်ကနေညနေ3နာရီခွဲလောက်ထိနှခမ်းမဲ့ရရတယ်ဆိုတော့
ပြဿနာတစ်ခုခုရှိပြီဆိုတာကိုတော့သူတိဝယုံကြည်သွားပြီကင်းကျွန်တော်ရှေ့ပြန်လာပြီးရှေ့မှာချထားတဲ့လန်ဒန်ဘူးတွေကစိကက်တလိယူခွာတယ်သူကဆေးလိပ်ဖြတ်ထားတဲ့လူပါဆရာဝန်ကဆေးလိပ်ဖြတ်မလားခြေထောက်ဖြတ်မလားဆိုလို့ဆေးလိပ်ကိုဖြတ်လိုက်ရတဲ့လူသူတောက်ချင်လို့မဟုတ်ပါဘူးကျွန်တော်ကိုလာရောတာနီကိုရဲ့ဇက်နဲ့ပတ်သက်ပြီးဖြစ်တာဆိုဇက်နဲ့လည်းမဟုတ်ဘူးဗျဇက်ကအားလုံးရေးပြီးတာမှမဟုတ်တာဒီနေ့ရိုက်ဒီနေ့ရေးတာပဲဟာဘလို့ပြင်ရတယ်ဘာကြောင့်ဖြစ်တယ်ဆိုတာစဉ်းစားလို့ကိုမရဘူးငါအတန်ပြောတာကြားသေးလားပြောကြတော့ကြားပါတယ်ဒါပေမဲ့ခမ ्या နဲ့မဆန်ဘူးဗျခမ ्या ကိုမျိုးမျိုးပြောသွားတာပဲအေးလေကွာတမို့ခန်းနေမှာမဟုတ်တာကွာမင်းတို့ဟာလည်းပြဿနာလက်တက်တယ်ဘယ်သူမှလည်းမသိကြဘူးဘာတွေလဲကွာမသိပါဘူးဆိုသိချင်ကိုမျိုးမင်းသာသွားမေးကင်းကောင်လိုပဲအဝေးမှာနေလို့ဘာမှမသိတဲ့တခြားဇက်ဖို့ကောင်မလေးတွေကလည်းတူနဲ့ဟိုမေးဒီမေးဆိုတော့ကင်းကောင်အနေကျက်လာတယ်ရှူတင်တစ်ခုလုံးကလည်းငြိမ်ပြီးတိတ်နေတာ哦ကိုရိုက်ကိုမျိုးမင်းသွားမေးရအောင်နေစမ်းပါကွာသူတို့ကိစ္စနဲ့သူတို့ဟာပြဿနာဖြစ်တယ်ဆိုတော့နှစ်ဖက်သလုံးမကောင်းတာပဲမမိုးအကြောင်းလည်းမင်းသိရတာနဲ့ဟုတ်ဘူးလေကွာကိုလူချင်းတွေပဲဒီလိုဖြစ်เสียမှာမဟုတ်တာနည်းနည်းပါးပါတော့ဝင်ထိန်အောင်မှာပေါ့အေးထိန်ချင်မင်းမဲထိန်ကွာငါတို့ကတော့ကိုနဲ့မပတ်သက်ရင်အေးဆေးပဲဝောင်ရှေးဝေးရှောင်ဟိတ်ကောင်ကိုရိုင်းကပြောပြီးထသွားတော့ကင်းတော်တော်ငြိမ်သွားတယ်ရှူတင်တစ်ခုလုံးလည်းဘာမှမသိတော့ဘသူမှရဲမောပျော်ရွှင်မရှိဘူးအားလုံးတိတ်ကုန်တယ်ကင်းကောင်ငုတ်တုတ်ကလေးထိုင်ပြီး3မိနစ်လောက်ငြိမ်နေပြီးမှကိုမျိုးမရှိအခန်းထဲဝင်သွားတယ်ကင်းကောင်ကိုမျိုးမမေးတယ်ပဲနောက်ကနေအတာလိလာတယ်ကိုမျိုးမရပတင်းပေါက်ကိုလက်ထောက်ပြီးအပြင်ကိုငေးစီကရကိုမခွာပဲဒီတိုင်းကင်ထားတယ်ကိုမျိုးမင်းဘာတွေဖြစ်ကြတာလဲဗျာဘလို့ဖြစ်တာလဲဘာမှမဟုတ်ဘူးကင်းခမရတို့ကျွန်တော်တို့တွဲလာခဲ့တဲ့ကားတွေများပြီပဲညီကိုတွေလိုဖြစ်နေကြတာဗျာတယောက်နဲ့တယောက်ဒီလိုပဲတီးခံကြရတာပဲဒီကောင်ကဒီလိုစကားမျိုးမပြောသင့်ဘူးကိုမျိုးမင်းကစကားကိုတလုံးချင်းအတန်တုံပြီးပြောတာပါကင်းမျက်နှာကိုမကြည့်ဘူးပြောပြီးတော့ကိုမျိုးမင်းလက်ထဲကဇက်ညွန်းဆိုင်ရွက်တွေကိုဖုံးကနေကြမ်းမြုံမှာပစ်ချလိုက်တယ်ရတယ်ကျွန်တော်လည်းသူနဲ့ရိုက်မှသရိုက်တာဖြစ်တာမဟုတ်ဘူးသူကလည်းကျွန်တော်နဲ့ရိုက်မှဖြစ်တာမဟုတ်ဒီကောက်ဖြတ်လိုက်တော့ဟာကိုမျိုးမင်းအဲ့လိုတော့မလုပ်နဲ့လေဗျာကျွန်တော်တို့အားလုံးကဘော်ဒါတွေပဲဘာဖြစ်တာလဲကျွန်တော်နဲ့ရောပတ်သက်အလကားပါဗျာကင်းရနင်မရှိတာဘာဖြစ်လဲဒါပြဿနာလားအလကားအဲ့ဒီဘာမှမဟုတ်တာလေပြဿနာလောက်တာကျွန်တော်ပူခံစားရတယ်ကျွန်တော်ကပူနာတယ်ခမရဟိုဘက်သွားတာလုံးဝပြဿနာမှမဟုတ်တာကိုမျိုးမင်းစကားကြောင့်ကင်းလုံးဝပြရခတ်သွားတယ်အဲ့စကားလုံးတွေကနာမည်ရှိကြတဲ့အတိုင်းဝိုင်းတစ်ခုကြားမှာဘယ်လောက်ထိပြင်းထန်သွားရဲဆိုတာ तू သိတာ哦ပြဿနာ तू နဲ့စားတယ် तू ကဟိုဘက်တောက်ခုတ်တဲ့ကိစ္စလည်းပါတယ်ဆိုတာသိကြပါပြီကိုမျိုးမင်းကိုအတင်းတောင်းမှပြီးမောင်မိုးဆယ်လူလာဖုန်းကိုလမ်းဆက်တယ်ကိုမျိုးမင်းစိတ်ချကျွန်တော်ရအောင်ခေါ်ပေးပါမယ်မောင်မိုးငါဘာဖြစ်တာလဲကွာညှိနှိုင်းလို့ရပါတယ်ငါတို့လည်းရှိနေရပဲဒီကိုပြန်လာခဲ့ကွာမောင်မိုးအေးမင်းဘာပြောငါမလာဘူးဟဲ့ကောင်ဒီကောက်ဖြတ်ခိုင်းလိုက်တော့ကိုမိုးစကားတန်အောင်မကြားပေမဲ့ကင်းကောင်မျက်နှာကိုကြည့်ပြီးမောင်မိုးဟိုဘက်ကတာဝန်ကြည့်သွားပြီဆိုတော့ကျွန်တော်နားလည်လိုက်တယ်မျက်နှာရိပ်မျက်နှာကဲပြပြီးကိုမျိုးမင်းနာသွားထိုင်ပြီးဘာမှမပြောဘဲတိတ်နေလိုက်တယ်ကင်းမျက်နှာ kiss me ကွရက်ကလေးနဲ့ကျွန်တော်တို့အနားရောက်လာပြီးကိုမျိုးမင်းထိုင်နေတဲ့ခုံနားမှာငုတ်တုတ်ကလေးထိုင်ပြီးကိုမျိုးမင်းကြည့်တယ်ကိုမျိုးမင်းကျွန်တော်ကြောင့်ဖြစ်တာဆိုရင်တော့ကျွန်တော်တောင်းပန်ပါတယ်မောင်မိုးကိုကျွန်တော်ရအောင်ခေါ်လာပေးပါမယ်စိတ်ချပါကိုမျိုးမင်းရဲ့ကျွန်တော်ကင်းရဲ့စောင်းနေတဲ့မျက်လုံးထဲမှာမျက်ရည်တွေကဘာတွေဝဲနေပါပြီကျွန်တော်တို့လည်းနည်းနည်းတော့လန့်သွားတယ်ဒါလောက်သူခံစားသွားရရင်ဘလို့ပြန်ဖြီတော့မလဲဆိုတာကိုပါအဲ့အချိန်ကြာမှမဟုတ်တော့ဘူးကွာငါတို့ကနှောက်တာဆိုပြောလို့တော်တော်ခတ်သွားပြီကိုမျိုးမင်းလည်းအဲ့ဒါကိုတွေးမိပုံရပါတယ်ဘာပြောရမှန်းအောင်မသိဘူးရတယ်ကင်းဘာမှမခံစားနဲ့ရတယ်မဟုတ်ဘူးကိုမျိုးမင်းကျွန်တော်အဲ့လောက်မထင်ဘူးရာတော်တော်ဝမ်းနေဖို့ကောင်းတယ်ကျွန်တော်ဟာကွာမောင်မိုးကဝုန်းတိုင်းခဏပါပြီးရင်ပြီးတော့မှာပါကိုရိုင်းကလည်းဝင်ပြောပေမဲ့ကင်းကောင်ကမရတော့ဘူးကျွန်တော်တို့လည်းဘာပြောရမှန်းကိုမသိတော့တာပြန်ဖြီဖို့ကတော်တော်ခက်နေပြီလေအဲ့ချိန်မှာရှူတင်ကားပြန်ရောက်လာတယ်ရှူတင်မန်နေဂျာပြုံးရွှင်ရွှင်နဲ့အောင်မြင်អော်ပါတယ်ရပြီကိုမျိုးမင်းစာအုပ်ကတော်တော်လေးဒုက္ခပေးတာဆွဲကြိုးကဒီမှာနောက်ဆုံးတော့ကျွန်တော်တကယ်ချင်းဖះရှိကိုချောင်းကပဲတွားငှခဲ့တာအခုမှနှခမ်းနေဆိုတော့မဟုတ်သေးဘူးရိုက်မယ်ကိုမိုးပဲရောက်သွားရလဲရှူတင်မန်နေဂျာစကားဆုံးတော့ကင်းရခဏစဉ်းစားတယ်ပြီးတော့ငုတ်တုတ်ထိုင်နေရဝုန်းကနေခုန်ထားတယ်လူပါဆိုတော့ဒီလောက်ဆိုတော့ तू တိသွားပြီလေငါ့ကိုကြက်တယ်ကိုမျိုးမင်းခမရလူကြီးလောက်ပြီးတော့ तू ကအစကြက်တယ်အေးပေါ့ကွာခီးတော့ပါပဲမင်းတို့တွေမှတ်ထားကြတွေ့မယ်အခုမှတကယ်ကင်းကောင်လို့ရင်ဘတ်ထုပြီးကင်းဒေါရတကြီးអော်တယ်ကျွန်တော်တို့လည်းဝိုင်းရီပြီးထွက်ပြေးကြတာပေါ့အဲ့ဒီဖြစ်ပျက်မှာအိုက်တင်အကောင်းဆုံးလူကတော့အမောင်မျိုးမင်းရင်တွင်ဖြစ်ပါဒိုင်ယာလောက်ကိုလည်းမှန်တယ်အလေးတန်လည်းမိတယ်ကင်းကိုပါလေးပြောပြီးဒေါရကြောင့်အတန်တုံလိုက်တဲ့နေရာမှာကင်းယုံပြီးတော့ကြွေသွားတာကျွန်တော်တော့စဉ်းစားမိတယ်သူဒါရိုက်တာလုပ်လို့မင်းသားများလုပ်မယ်ဆိုမောင်လွင်မိုးတို့ပြဿနာပဲလို့ဒီဖြစ်ပျက်ကလေးကို9နှစ်လုံးလက်တွဲပြီးခင်မင်ခဲ့ရတဲ့ကိုမျိုးမင်းကိုလွင်မိုးကိုအရိုင်းကိုကင်းကိုဖိုးဖြူနဲ့ကိုငတ်တို့အားလုံးအတွက်အမတ်တရားဖြစ်ကျွန်တော်ရေးတာပါကျွန်တော်တို့ရှိမှမျက်ရည်တွေဘာတွေဝဲအောင်ခံလိုက်ရတာကိုကင်းကောင်ရှက်သွားတာဆိုတော့အဲ့ဒီအကျွေးကိုဆက်ဖို့ကင်းကောင်ကအမြဲတမ်းချောင်းနေတာအခုထိတော့သူ့အကျွေးကကျွန်တော်တို့အားလုံးပေါ်တင်နေတော့မှာပဲ